အားလုံးပဲမင်္ဂလာပါ Football Tip by AG YouTube Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ညမှာတော့ကျွန်တော် World Cup Qualification ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးပွဲအနေနဲ့အုပ်စု H မှာတွေ့ဆုံတဲ့ Cyprus နဲ့ San Marino ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Body J Cyprus ကနှလုံး20ပေါင်ကိုပေါင်းကြီးက340နိုင်ဆိုတဲ့ကြီးလေးကိုကျွန်တော်ဖွင့်နေထားတယ်ကျွန်တော်ဟတ်တူရဲ့ထိတိုက်တွေ့ဆုံတဲ့နေရာမှာလဲ Cyprus ကပဲကိုပြက်အနိုင်ရရှိထားတဲ့မြင်ကွင်းကိုမြင်ရမယ်ဗျာနော် Body J နှလုံး20မှာကိုပေါင်း3လုံး30 3လုံး40နဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပွဲလေးကိုတော့ကျွန်တော်အနေနဲ့ Cyprus 2-1 3-1လို့မြင်မိတဲ့အတွက်ကြောင့်ဒီပွဲလေးကိုကျွန်တော်ဂိုးပေါ်ပဲပေးပေးရသည်ဗျာဟုတ်ကဲ့ပါဒုတိယပွဲစဉ်အနေနဲ့တော့အုပ်စု G မှာတွေ့ဆုံတဲ့မော်တာနဲ့ဖင်လန်ဆိုတဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာဖင်လန်အနေနဲ့1+60ကိုပေါင်းကြီးအနေနဲ့2-10ဆိုတဲ့အနေအထားကိုတော့ကျွန်တော်တို့ဖွင့်လှစ်ထားတာကိုမြင်ရမယ်ဖင်လန်အနေနဲ့အဝေးကွင်းမှာ1+60ဆိုတဲ့ကြီးလေးကတော့ကျွန်တော်တို့အရင်ကြီးတော့ကောင်းမွန်တဲ့အနေအထားတော့မတွေ့ရဘူးဗျာနော်ဒီ head to head တွေ့ဆုံတဲ့နေရာမှာလည်းဒီနှစ်သင်းကကျွန်တော်ဖင်လန်ကပဲကျွန်တော်အသာစီးရထားတဲ့ပုံစံလေးကိုကျွန်တော်မြင်ရမယ်ဒီပွဲကတော့ကျွန်တော်အနေနဲ့တူတူဘာမှတော့ပြောစရာမရှိဘူးဗျာနော်မော်တာကွင်းမှာမော်တာဂိုးရနိုင်ကြတော့များပြီမဲ့ကျွန်တော်တို့အကယ်၍များတာဂိုးမရခဲ့ရင်တော့နည်းနည်းလေးတော့ပြဿနာရှိနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီပွဲကိုကျွန်တော်ကိုပေါင်းမရွေးပါဘူးကျွန်တော်အနေနဲ့အဝေးကွင်းဖင်လန်ကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲစဉ်အနေနဲ့ကျွန်တော်တို့အုပ်စုကြီးပါတွေ့ဆုံတဲ့ပိုလန်နဲ့လီသူဒေးရီးယားပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဗျာဟတ်ထူရဲ့အရာတော့ပိုလန်က2ပွဲနိုင်1ပွဲသေး1ပွဲရှုံးလီသူဒေးရီးယားကတော့1ပွဲနိုင်1ပွဲသေး2ပွဲရှုံးဆိုတဲ့တွေ့ဆုံမှုလေးကိုကျွန်တော်မြင်ရမယ်ဘော်ဒီဂျေးကတော့နှလုံး10နိုင်လီသူဒေးရီးယားဂိုးပေါင်းဂျေးကတော့3လုံး10နိုင်ဆိုတဲ့ဂျေးလေးကိုကျွန်တော်မြင်ရမယ်ဗျာနော်ဒီပွဲမှာတော့ကျွန်တော်ထူးထူးအရင်ပြောစရာတော့မရှိပါဘူးခင်ဗျာကျွန်တော်အဝေးကွင်းလီသူဒေးရီးယားဘော်ဒီကိုကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲအနေနဲ့အုပ်စု H မှာတွေ့ဆုံတဲ့ရိုမေးနီးယားနဲ့ဘော့စနီးယားပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရိုမေးနီးယားအနေနဲ့ကျွန်တော်အင်ဂရင်းမှာကျွန်တော် level အရှုံးပေါက်တယ်ဂိုးပေါင်းကြီးအနေနဲ့တော့2-60ဆိုတဲ့ကျွန်တော်တို့ဒီကြီးလေးကိုကျွန်တော်တို့မြင်ရမယ်ဗျာဒီနှစ်သင်းကတော့ကျွန်တော်တို့ head to head အရာကောဘာရောညာရောသွားပြီးတော့ကြည့်ပဲဆိုရင်တော့ကျွန်တော်အင်ဂရင်းအသက်ချက်လေးရှိထားတာကိုကျွန်တော်မြင်ရမယ်ကျွန်တော်၄ပွဲမှာတော့ကျွန်တော်3ပွဲဂိုးပေါ်ထားတယ်ဗျာနော်ဒီပွဲမှာတော့ကျွန်တော်အင်ရှင်ရိုမေးနီးယားပဲကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲအနေနဲ့အုပ်စုကေမှာတွေ့ဆုံတဲ့အန်ဒူယာနဲ့လက်ဘီယာဆိုတဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးချင်ပါတယ်ခင်ဗျာကျွန်တော်လက်ဘီယာအနေနဲ့တော့1+90 2+25ဆိုတဲ့ကျွန်တော်ဘော်ဒီဂျီလေးဖွင့်ထားတာကိုကျွန်တော်မြင်ရမယ်ကျွန်တော်ဟတ်တူဝက်သွားပြီးတော့ကြည့်မယ်ဆိုရင်လည်းလက်ဘီယာကမဆူတရာလေးတာတယ်ဗျဒီပွဲကိုတော့ကျွန်တော်ထူးပြောမနေတော့ပါဘူးခင်ဗျာနှစ်သင်းလုံးဂိုးရနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်1-1ကနေစကြည့်ရမယ်ပုံစံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲလေးကိုဂိုးပေါ်ပေးချင်ပါတယ်ခင်ဗျာနောက်တစ်ပွဲအနေနဲ့ group game မှာတွေ့ဆုံတဲ့အင်္ဂလန်နဲ့အေဗီနီးယားပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးချင်ပါတယ်ခင်ဗျာဘော်ဒီဂျေးကတော့အင်္ဂလန်အနေနဲ့နှလုံး20ရှုံးဂိုးပေါင်းအနေနဲ့တော့3လုံး +10ဆိုတဲ့ဂျေးလေးကိုကျွန်တော်ဖွင့်ထားပါတယ်ဗျာဟတ်တူဘက်ကိုတွားကြည့်မယ်ဆိုရင်လည်းကျွန်တော်အင်္ဂလန်ကပဲ5-0တပွဲ2-0တပွဲနဲ့အနိုင်ရရှိထားတဲ့မြင်ကွင်းကိုကျွန်တော်မြင်ရမယ်ဒီပွဲမှာတော့ကျွန်တော်အင်္ဂလန်နီးပြတဲ့အင်္ဂလန်ရဲ့လက်ထက်မှာဘယ်လောက်များဆွမ်းဆောင်မလဲဆိုတော့စောင့်ကြည့်ရမယ်အေဗီနီးယားအနေနဲ့အင်္ဂလန်ကိုအရင်ကောင်းပုံအန်တူနိုင်လောက်တဲ့အသင်းတော့မဟုတ်ဘူးဗျာဒီပွဲနေတော့ကျွန်တော် body ထက်စာရင်ကျွန်တော်3+10ဂိုးပေါင်းကြီးလေးကိုကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ဗျာဒီအတွက်ကြောင့်ဒီပွဲလေးတွေကျွန်တော်ဂိုးပေါ်ပေးခြင်းပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်အနေနဲ့တော့ကျွန်တော်အနေနဲ့ဒီ World Cup Qualification ပွဲစဉ်တွေဖြစ်တဲ့ Ecuador ရဲ့ Venezuela ရဲ့ Uruguay ရဲ့ Argentina ရဲ့ဆိုတဲ့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ဒီညဆက်ပြီးတော့သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Ecuador နဲ့ Venezuela ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးခြင်းပါတယ်ခင်ဗျာAsian Ecuador အနေနဲ့1-60ဂိုးပေါင်းကြီးရ2-60ဆိုတဲ့ကြီးလေးကိုကျွန်တော်ဖွင့်လှစ်ထားတာကိုကျွန်တော်မြင်ရမယ်ဒီ Ecuador အနေနဲ့လက်ရှိအဆင့်က9ရမှတ်က19မှတ်ဒီ Venezuela အသင်းအနေနဲ့တော့အဆင့်က8ရမှတ်က12မှတ်အတီးတီးပိုင်ဆိုင်ထားကြတယ်ခင်ဗျာဒီပွဲနိုင်ရင်တော့ Ecuador အနေနဲ့အဆင့်နှစ်ထိတက်လှမ်းနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်ကဒါလုံးဝ pressure ဖြစ်မဲ့ပုံစံမျိုးဒီပွဲကိုကျွန်တော်မြင်ရတယ်ဥရုဂွေးနဲ့အာဂျင်တီးနားထိပ်ဆိုင်တွေ့ဆုံနေတော့မှဒါသူ့အတွက်ကဒါအခွင့်ကောင်းပဲဗျအခွင့်အရေးကကောင်းလီ pressure ပိလေဆိုတဲ့သဘောမျိုးလေးတော့ကျွန်တော်မြင်နေဗျာเนาะ head to head အနေထားရပင်ညူဇဲလာကတာတယ်ဗျနှစ်ပွဲနိုင်တစ်ပွဲတည်တစ်ပွဲနိုင်ဆိုတော့ကျွန်တော်တို့ဒီရက်လက်လေးကိုကျွန်တော်တို့ထပ်ပေါ်တည်ရဒီပွဲမှာတော့ Ecuador အနေနဲ့တော့ဒါ1-60ဆိုတဲ့ကြီးကပြင်းတယ်ဗျဒါပေမဲ့ဒီပွဲနိုင်အဆင့်နှစ်ထိတက်မှာဆိုတဲ့အတွက်ကြောင့်ပြီးတော့အိမ်ရှင်ဖြစ်တာလေတကြောင်ဆိုတဲ့အတွက်ကြောင့်ဒီကြီးကိုပေးတာလို့တော့ကျွန်တော်မြင်နေဗျာဒါကြောင့်ဒီနေ့အနေနဲ့တော့ကျွန်တော်အနေနဲ့1-60အနေထားမှာတော့ကျွန်တော်
ဧည့်သည်ဗင်နီဇွဲလားနဲ့ကျွန်တော်အရေးစွန့်ကြပါတယ်ဗျာအီကွေဒေါတွေနဲ့နိုင်တယ်ကျွန်တော်တကူးထက်မပူလို့မြင်တဲ့အတွက်ကြောင့်ပါဒီပွဲလေးကတော့ဗင်နီဇွဲလားဘော်ဒီပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးပွဲစဉ်အနေနဲ့ဥရုဂွေနဲ့အာဂျင်တီးနားပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးခြင်းပါတယ်ခင်ဗျာဒီဘော်ဒီကြီးရဥရုဂွေကတော့ level 30ဆို level 30ကိုပေါင်းကြီးရနှလုံး20နိုင်ဆိုတဲ့ကြီးလေးကိုကျွန်တော်ဖွင့်လှစ်ထားတာကိုမြင်ရမယ်လက်ရှိဥရုဂွေအနေနဲ့အဆင့်3ရမှတ်20အာဂျင်တီးနားအနေနဲ့အဆင့်1ရမှတ်25မှတ်သူတို့က head to head နောက်ဆုံး၄ပွဲကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဥရုဂွေကတော့တစ်ပွဲနိုင်ထားတယ်အာဂျင်တီးနားကတော့3ပွဲနိုင်ထားတယ်မြင်ကွင်းကိုမြင်ရမယ်ခင်ဗျလက်ရှိနေထားရအာဂျင်တီးနားအနေနဲ့ကျွန်တော်မာတီနက်မပါနိုင်တာကလွယ်လို့ကျန်တဲ့နေရာတွေကတော့လူဆုံးတက်ဆုံးကျွန်တော်မြင်ရမယ်ဒီဥရုဂွေကလည်းသူ့အိမ်ကွင်းပြီးပြသူကလည်းဘော်ဒီကြီးပြန်ပေါက်တဲ့အနေထားမှာဒီညတော့သူလည်းတော်တော်ကြီးကိုတကယ်ကံမယ်ဆိုတော့ကျွန်တော်မြင်ကွင်းကိုကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲအနေနဲ့ကျွန်တော်တူရှုံရှုံပဲပြောရမယ်ဆိုရင်ဒီပွဲလေးကိုကျွန်တော်အနေနဲ့နှလုံး20နိုင်မှာတော့ဂိုးပေါ်လေးကြိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒီညပေးသွားတဲ့ World Cup Qualification ပွဲစဉ်တွေပဲဖြစ်ပါတယ်ခင်ဗျာ Cyprus ဂိုးပေါ်ဖင်လန်လီသူနေနီးယားလက်ဗီးယားဂိုးပေါ်ရိုမေးနီးယားအင်္ဂလန်ဂိုးပေါ်ဗင်နီဇွဲလားအာဂျင်တီးနားဂိုးပေါ်တို့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် channel လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးနဲ့လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းတောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ